DNA ကတော့ဒါမိဘပြည်လေလို့ချမ်းသာခဲ့ရင်သာသမီချမ်းသာတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့ရင်ထဲမှာတခုခုကြံခဲ့မယ်ထင်လို့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးရခြင်းလည်းဖြစ်တယ်ဒီထဲမှာ DNA ဘာတွေပြောသွားလဲဆိုတာကျွန်တော်တို့လိုက်ပြီးကြည့်လိုက်ရအောင်မိဘပြည်လေလို့ချမ်းသာခဲ့ရင်သာသမီချမ်းသာပါတယ်ရှင်နော်သာသမီချမ်းသာရင်မိဘမချမ်းသာပါဘူးရှင်ဟုတ်တယ်နော်အဲ့စကားဒီဘာကြောင့်ပြောတာလဲလို့မေးရင်ထဲမှာတော့မိဘတိုင်းရတော့ထောက်တာမပြောတာပေါ့နော်ရင်ထဲမှာတော့ရှိတယ်လေနေ့စဉ်ရှိတယ်အချိန်စီရှိတယ်ဘာလို့လဲဆိုတော့မိဘမှာချမ်းသာရင်သားသမီးကအမေရေးသားတော့ဓာယူအောင်မယ်သမီးတော့ဓာယူအောင်မယ်ဆိုဟဲ့မယူနဲ့ဟဲ့ငါဘာလုပ်စရာရှိအိုးအမေရဲ့သမီးကအရေးကြီးလို့ယူရမယ်သားကအရေးကြီးလို့ယူရမယ်ဆိုမိဘခွင့်လွှတ်ပေးလိုက်တယ်ဟုတ်တယ်ဟောမိဘခွင့်လွှတ်ပေးလိုက်တယ်သားသမီးမှာပတ်စံရှိလို့အမေတော့သမီးရေးဒါလေးယူအောင်မယ်သားရေးအမေတော့ဒါလေးယူအောင်မယ်လို့ပြောရင်အမေရေးသားဒါလုပ်เสียရှိလို့ဆိုရင်အဲ့မိဘယူရဲပါအောင်မလားယူရဲပါဘူးဟုတ်တယ်နော်အော်ငါသားသမီးလေးတွေသူတို့အသုံးရှိလို့ပဲငါ့ကိုမပြေးနိုင်ပဲအေးငါဘာလုပ်မှလဲလေမိဘတွေရဲ့ခံစားချက်နော်မိဘရှောင်းနေဟုတ်တယ်လားမိဘချမ်းသာနေသားသမီးကအချိန်မီလာနှိုက်လို့ရတယ်လာယူလို့ရတယ်လာစားလို့ရတယ်ဟုတ်တယ်မိဘရဲ့နှလုံးသားတကားကြီးကတောက်လျှောက်ဖွင့်ထားတာပါမိုးချုပ်တယ်လည်းမရှိဘူးမိုးလင်းတယ်လည်းမရှိဘူးနေကောင်းတယ်အချိန်မရှိတာလည်းမသိဘူးအချိန်ရှိတာလည်းမသိဘူးမိဘတွေရဲ့ရင်ထဲမှာတကားပေါက်ကြီးလိုပဲအိုးပင်းဖွင့်ထားတာဟုတ်တယ်လားသားသမီးပတ်စံရှိတဲ့အခါကျတော့မိဘဘာပဲဖြစ်ဖြစ်မိဘရှောင်းတယ်သားသမီးစိတ်မချမ်းသာဘယ်မိသားသမီးစိတ်မချမ်းသာအောင်ဘယ်မိဘမှသားသမီးကိုစိတ်ဆင်းရအောင်မလုပ်စိတ်ချမ်းသာအောင်မထားပါလေဟုတ်တာဒါမိဘတိုင်းနဲ့စိတ်ချမ်းသာအောင်ထားတာအခုလေ line ပေါ်မှာတွေ့တယ်သိလားဖေအိုကြီးကိုလမ်းပေါ်ပစ်ထားတာလို့မေးပေါ့အော်အဲ့လိုနဲ့ဆိုင်ငါတို့ကကံကောင်းမှသေးလားငါအိုးနဲ့အိမ်နဲ့ရှိတယ်ကံကောင်းမှသေးသလားဆိုတဲ့အသိလေးတော့ရှိတယ်ပေါ့တခါလေကြက်လေစိတ်မကောင်းပေါ့နော်သူတို့စားစိတ်မကောင်းတာပါအော်သူတို့နဲ့ရှင်လိုက်လို့ရှိရင်ငါ့ဟိုအပေကံမထားသေးဘူးဆိုတဲ့ငါသားသမီးလေးတွေကအပေကံမထားသေးဘူးဆိုတဲ့ဂုံမုတ်ကလေးတော့တွေးမိတာပေါ့နော်သူတို့အတွက်မှလည်းဒါပေမဲ့တရားသဘောနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အပြစ်တော့မပြောပါဘူးမပြောဘူးအပြစ်မပြောဘူးကောင်းကောင်းဆိုးဆိုးမပြောဘူးမိဘတိုင်းကမပြောတဲ့မိဘကအယောက်1000မှာ999ယောက်ကအပြစ်မပြောပါဘူးသားသမီးကိုဘလောက်ဆိုးဆိုးဘလောက်နဲ့အကောင်းပဲမြင်တယ်ဟုတ်တယ်အကောင်းပဲမြင်တယ်အဆိုးဘရောခါမှမမြင်ဘူးအဲ့တော့တခါကြတော့လဲဝမ်းနေမိတယ်ပေါ့နော်ကိုအတိုင်းတာနဲ့ကိုကြတော့ဝမ်းနေမိတယ်ပေါ့အဲ့လိုသားသမီးကပြစ်သွားတဲ့မိဘတွေကိုတွေးပြန်တော့လေလိုင်းပေါ်မှာတွေးပြန်တော့လေအော်သူတို့နဲ့ဆိုင်ငါကံကောင်းမှသေးတယ်လို့ကိုဖြေလာပေါ့နော်ကိုဖြေတာပေါ့ဒါပေမဲ့လေအန်တီကလေ60နဲ့တစ်နှစ်ရှိပြီအန်တီအသက်ဒါပေမဲ့အန်တီကအခုလည်းလူငယ်တွေနော်အလုံးလောက်တာကိုအန်တီမကြောက်ဘူးအိမ်အလုံးလည်းမကြောက်ဘူးဘေးအလုံးလည်းမကြောက်ဘူးအန်တီအကုန်တက်တယ်အန်တီမျက်လုံးလေးနည်းနည်းပေါ့မကောင်းတာလွယ်ကျန်တာအကုန်ကောင်းတယ်ဘာယောဂမှလည်းမရှိဘူးစားငပိကိုလေသမင်းစားငပိနဲ့စားတာများတယ်ကြိုက်စားဘာသွေးတို့ဘာစီကြိုဘာယောဂမှမရှိဘူးဒါလဲကိုယ့်ရဲ့ဘဝကံတစ်ခုပဲပေါ့နော်ကိုယ်နဲ့ငယ်တဲ့လူတွေလည်းစပင်းတွေဖြူတယ်သွားတွေကျိုးတယ်ဟာလားအမျိုးစုံပေါ့နော်ယောဂကိုတစ်မျိုးမဟုတ်ရင်တစ်မျိုးပေါ့နော်ဖြစ်ကြတယ်အခုခေတ်ဆိုပိုဆိုးတာပေါ့နော်ကျမ်းမာရေးစီဂျိုတို့ဘာတို့အဲ့လိုသွေးပေါင်တက်တာတို့ကြတာတို့ဒါပေမဲ့မရှိပါဘူးမရှိပေမဲ့လည်းဘာဆိုကိုကလေဒီနေ့တက်ထိလေကိုလေဘယ်လိုပြောမလဲငါလုံးနိုင်သေးတယ်ဆိုတော့မန်တော့ရှိတာပေါ့နော်ငါသားသမီးတိတက်လို့ပဲပေးမတိတက်လို့ပဲပေးအပြစ်လည်းမပြောဘူးငါဘလို့ရှေ့ကိုဘလို့ဆက်ရှောက်မလဲငါမသေးခင်ငါဘဝကြီးကိုဘလို့သွားမလဲ
ငါလုံးနိုင်တော့ငါလုံးမယ်ဆိုတဲ့တက်တိတော့ရှိတယ်အဲ့တက်တိတော့ရှိတယ်သိလားမတမျောမပြင်းဘူးမခိုးဘူးမနာဘူးလောက်တယ်အခုအိမ်မှာလဲ ဆိုရမရှိဘူး ဟိုမိမတွေရဲ့ထုံးစံပေါ့နော်အိမ်အလုပ်လုပ်ရမယ်ဆိုတာလေအန်တီလောက်တယ်အန်တီဟိုနေဘယ်လိုပြောမလဲဟိုလုံနိုင်တော့လောက်တာလေအန်တီအကုန်လောက်ပါတယ်နော်အခုအန်တီလုံနိုင်တော့လောက်တယ်အန်တီအရင်ကဆိုရင်ဈေးရောက်နေအန်တီဈေးမရောက်မှမနေနိုင်ဘူးအခုဈေးရောက်ပြန်တော့လေတရင်မီတရင်ပေါ့နော်မပြေလေတဲ့လူတွေကများတဲ့အခါကျတော့အန်တီကအကျွေးလည်းမချနိုင်ဘူးလေကိုအထွားနဲ့ကိုမချနိုင်တဲ့အခါကျတော့အခုအန်တီကအလုပ်ပြောင်းတာပေါ့နော်ဝက်ကလေးမွေးရင်ငါအိမ်လဲအိုးမကွာအိမ်မကွာပေါ့နော်အိုးမကွာအိမ်မကွာလဲနေရတယ်ငါကုသိုလ်ရေးကိုလဲလောက်ရတယ်နော်ကုသိုလ်ရေးကိုလောက်ရတယ်ဆိုတာရှေ့မှာဟိုကျရင်ကိုသိရင်ကိုနောက်ပါမယ်ဟာပေါ့နော်ဟိုတတ်နိုင်တဲ့လောက်လှူတယ်ကိုစားတဲ့ထဲကလှူတယ်လုံအားနဲ့သွားလှုပ်တယ်နောက်ဆုံးဘာမှအလုံးမရှိရင်တော့အန်တီကဖုံးကြောင်းမှာတပတ်စီသွားလဲပေးတယ်အိုးဒီခွက်တွေသွားဆေးပေးပါတယ်ဒါအန်တီရဲ့ဘဝနောက်ဘဝဒီဘဝမှာတော့ဒီလိုကောင်းခဲ့ရင်ဒီလိုကျမ်းမာခဲ့ရင်နောက်ဘဝဒီနဲ့ကျမ်းမာအောင်ဆိုတာအန်တီလုပ်ပါတယ်အန်တီဟိုဘယ်လိုပြောမလဲဘယ်သူမှအပြစ်မမြင်ဘူးမှပြစ်မမြင်တခါခါကြတော့လေတယောက်တည်းနေရတဲ့အခါကြတော့လေစိတ်ထွက်ပေါက်ကလေးတွေတော့ရှိတာပေါ့နော်ငါဒါလေးလှုပ်လိုက်တာပဲအမှားလည်းရှိတာပေါ့ပုသူစင်လူသားပဲလေဟုတ်တယ်လားအမှားလည်းရှိတာပေါ့ငါကိုယ့်ကိုပြန်စဉ်းစားပါတယ်တခါကျငါဒီဥစ္စာမလုပ်သင့်ဘူးမှားတယ်ဒါမလုပ်သင့်ဘူးဒါလုပ်သင့်တယ်ကိုသိရလေနော်နားလို့ โอเคဗီဒီယိုလေးရတော့ဒီလောက်ပါပဲဒါ DND ပြောသွားတာနဲ့ပတ်သက်ပြီးတော့ဒါသာသမီတွေကိုနှိမ်ချပြောဆိုဆက်ဆံခြင်းလည်းမဟုတ်ပါဘူး DND ပြောသွားတဲ့ဇာတ်ကားကတေချာလေးနားထောင်မယ်ဆိုရင်ဒါပိုးသူရလည်းရတယ်မိဘတွေတစ်ချိန်မှအသက်ကြီးလိုက်တစ်ချိန်ကြာရင်အနားမှာငါသားသမီးတွေစီပါလားဆိုတဲ့အတီလေးတစ်ခုတော့ဝင်လာတယ်ကျွန်တော်ကြည့်ရှုနေတဲ့သူတွေလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဗာများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းလားဆိုရင် comment မှာရေးသွားပေးပါကျွန်တော်နေ့စဉ်နဲ့အမြကြည့်ရှုပေးနေတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ပြီးတော့ဆောင်ကျင်ပါတယ်